င်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီကိုပြောသလိုပေါ့နော်ဒီ state တွေက style တွေကို keyboard တွေဘယ်လိုထည့်မလဲဆိုတာကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ state တွေက style တွေကိုကျွန်တော်တို့ဒီ keyboard တွေဘယ်လိုထည့်မလဲဆိုတာကျွန်တော်ရုံးဆုံး function clock ကိုတစ်ချက်နှိပ်မယ်နော်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီ media ရှိတဲ့နေရာที่ကျွန်တော်တို့သွားမယ် media ကိုတွေ့ပြီဆိုရင်ကျွန်တော်တို့ enter လေးကိုတစ်ချက်နှိပ်မယ်ပြီးရင် load ဆိုတာပေါ်လာမယ် load ပေါ်လာပြီဆိုရင်ကျွန်တော်တို့ enter နောက်တစ်ချက်နှိပ်မယ်ပေါ့နော်ပြီးကြရင်ကျွန်တော်တို့က style ထည့်ထားတာဖြစ်တဲ့အတွက် rhythm ကိုတစ်ချက်သွားမယ် rhythm ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ enter တစ်ချက်နှိပ်ကျွန်တော်ခဏစောင့်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ထည့်ထားတဲ့သချင်းတွေပေါ့နော်ဆိုပါစို့ကျွန်တော်ကသချင်းတစ်ပုဒ်ပေါ့တဘာဝဆိုတဲ့သချင်းလေးပေါ့ကျွန်တော်ကဒီ keyboard တွေကိုထည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က enter ဆိုတဲ့ clock ကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးဆိုရင်ကျွန်တော်တို့294လေးကနေပြီးတော့343ထိကျွန်တော်တို့ save ထားလို့ရတယ်ပေါ့နော် okay အဲဆိုရင်ကျွန်တော်ကဆိုပါစို့300မှာကျွန်တော် save မယ်ဆိုရင်ကျွန်တော်တို့ဒီ enter ဆိုတဲ့ clock လေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်သူကတေးကြလားမေးရဟုတ်တယ်ကျွန်တော်တို့ကတေးကြတာဖြစ်တဲ့အတွက် yes clock လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်complete ခဏတော့စောင့်ပေါ့နော် complete ဖြစ်သွားပြီ okay ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့တီးကြည့်မယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီ set ထဲမှာဒီ state တွေကတချင်းတွေကိုကျွန်တော်တို့ဒီ set ထဲမှာထည့်ပြီးတော့တီးလို့ရပြီပေါ့နော်နောက်ထပ်သိချင်တာများရှိလို့ရှိရင် comment ကနေတစ်စင်မေးလို့ရလို့ကျွန်တော်တို့ chat box ကနေလည်းလာရောက်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ